အားလုံးပဲ mastery limit ကနေပြန်နေကြိုဆိုလိုက်ပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ limit မှာတော့နှစ်ပွဲဆော့ရတဲ့နေသားမှာဒေးပွဲမှာပဲကျွန်တော်တို့ mastery လေးကိုရောက်ရှိလို့လာပြီဖြစ်ပါတယ်အဲဒီအချိန်တွေမှာတော့ကျွန်တော်တို့ mastery မှာဇုံနေနေထားတွေယူထားတယ် mistake မှာတော့အသင်းအသင်းကတော့အပြိုင်ဆိုင်ဖြစ်နေတယ်အသင်းအသင်းကတော့ဘယ်အသင်းလေးတွေဖြစ်မလဲကျွန်တော်တို့တစ်ချက်သွားကြည့်ရမယ်ကင်းလေးနဲ့ SK ကတစ်ချက်နောက်ပေးထားတဲ့နေမှာအမှ LH သူ့ရဲ့တင်းသားကိုပြန်ပြီးတော့တော့သွားလို့ဆိုပြီးတော့တစ်ချက်ပြန်ပြီးတော့လက်ဆောင်ထက်ထက်နဲ့ပြန်ရိုက်ပေးထားတယ်ဒီကျဲမှာပဲဘုံဖောက်နေတယ်အဲ့ဒီဘုံဖောက်နေတဲ့ဒီကြားမှာပဲအပေါ်ကတိုမီဝါနာ SK ကတင်းရတယ်ပဲ NAG တစ်ချက်ချပြီးနေ NAG နှစ်ယောက်တော့သွားတယ်နေထားမှာပဲနှစ်ယောက်လုံးကိုပဲ knockout ချပေးနိုင်မလားဆိုတော့တစ်ချက်ပြန်ကြည့်အောင်မယ်ကျွန်တော်အမှ message တက်နေရတယ်ဟွန်ဆူးလေးပဲဟွန်ဆူးက SK ကတင်းသားတွေက NAG ကိုတော့ဒီပွဲမှာ share ရိုက်ပေးနေတဲ့အနေထားကိုသွားတွေ့နေရတယ်တိုမီဝါနာတစ်ချက်ထောက်တယ်ဒီပွဲမှာတော့ NAG ဘာဆက်လုံးမလဲဘာဆက်လုံးမလဲနဲ့ကြည့်ရမယ်ကျွန်တော်တို့ NAG ပတယ်တွေကတော့မြိုင်းနေတယ်ခင်ဗျာရန်ကိုလှတဲ့ပတယ်လေးနဲ့တစ်ချက်မှာတော့နောက်ဆုံးအိုင်ကွန်ကတော့နေဖုန်းကတော့ကျသွားပြီခင်ဗျာအိုင်ကွန်တင်းဘက်မှာတစ်ချက်သွားထောက်ရမယ်ဆိုလို့ချက်အိုင်ကွန်ကလည်းတစ်ဖက်မှာ NAG နဲ့ဒီ SK နဲ့ဖြစ်နေတဲ့အနေထားမှာအိုင်ကွန်တင်းကဇိုလိုချက်လှမ်းထောက်ထားတယ်ကေးပွိုင်လေးမှာရမလားနဲ့ပေါ့ကိုမောင်းနေရပဲသူလှမ်းချောင်းထားတယ် NAG နဲ့တော့မဟုတ်ဘူးဒီကတော့ SK နဲ့အိုင်ကွန်နဲ့တဲတွေးနေတဲ့အနေထားမှာပဲအိုင်ကွန်ဇိုလိုချက်ထောက်ထားတယ်လမ်းပြင်းနဲ့မြင်းနေသူ့ကိုမြင်းနေသူဘာလုပ်မလဲလို့စောင့်နေတာဟိုက SK ရှိတယ်နောက်မှာပဲအိုင်ကွန်နောက်ကိုတစ်ချက်ပြန်ထောက်ထားရင်းနဲ့ပဲနောက်ကိုပြန်ဘတ်သွားတယ်ဇိုလိုတယောက်ပဲကြံရှိတော့တဲ့အနေထားမှာသူတို့ဘာဆက်လုပ်သွားမလဲချက်စောင်းခြင်းနဲ့ပဲအဲ့ဒီဖမ်းမှာ SK ကမရတော့ SK ကတော့ဒီပွဲကတော့ K mat တွေကတော့တော်တော်များနေတဲ့အနေထားမှာအရင်ဦးဆုံးပြတ်သွားတဲ့အသင်းတွေကတော့အိုင်ကွန်လေးပဲဖြစ်ပါတယ်ချမ်းပါတိုမီဝါနာလို့ကလည်းဒီတရားကော SDF ဘက်ကြီး season 1မှာကျုံးဝါထားတဲ့အသင်းတွေထဲမှာလက်ဆောင်ထက်တဲ့အသင်းတွေထဲမှာတပင်းပါဝင်ဖြစ်တယ်သူကလည်းဒီပြီးဆုံးသွားတဲ့ match 1နဲ့ match 2ပွဲစဉ်တွေမှာတော့ရေးမလာဘူးဆိုပေမဲ့ match 3မှာသူတို့ပြန်ပြီးတော့နေထားကိုသူတို့ရဲ့အသင်းရဲ့ပုံရိပ်ကိုပြန်ပြီးမြင့်တင်တဲ့အနေနဲ့ဒီချိန်မှာတော့တော်တော် power fine နေတယ်လို့ပဲပြောရမလားဘက်မှာဟွန်ဆူ SK အသင်းတွေလှူရှားနေတဲ့ကွန်မောင်းမှာယူရင်းနဲ့ပဲဒီလိုပစ္စည်းလေးနဲ့ငယ်ကောက်ထားတယ်ခင်ဗျာဘက်မှာကြည့်ရမယ်တော့စာတီဗီတင်းကတော့မတ်ဇုံရဲ့အပေါ်ပိုင်းထိပ်ဆုံးပိုင်းမှာရောက်နေတယ်အဲ့ဒီချိန်မှာပဲအကုန်လုံးကတော့ဇုံဝါလေးတွေမှာရောက်နေတယ်ပေါ့နော်ဒီဘက်မှာကြည့်ရရင်ဇုံကွဲနေတယ်တင်းထဲမှာတော့ NHG ပတယ်လေးတွေနဲ့ငယ်ခွဲထားရင်းနဲ့ပဲစာတီဗီပေါ်တောင်းဇုံထိပ်ဆုံးမှာဥထားတယ်ခင်ဗျဇုံဝင်ဖို့ကြိုးစားနေတဲ့သဘောရှိတယ်နော် STV စာခန့်စာ TV ကတော့ခန့်ချက်လန်းထောက်ထားတယ်ခြေနေချက်လန်းချိုးတယ်ဟုတ်တယ်ကိုမောင်းကိုလူကျင်နေတဲ့သဘောရှိတယ်ခင်ဗျကျွန်တော်တို့ပစ္စည်းတွေလမ်းကောင်းထားနေတယ်ပဲဒါပုံမှန်အနေထားလေးကိုတော့ပြောရမလားအခြားအသင်းလေးတစ်ချက်သွားရှိုးရမယ်ဆိုရင်တော့ကျွန်တော်တို့နောက်ဆုံးကြံတာကတော့သတင်းကတော့ကြာသွားပြီဆိုတော့နောက်ဆုံးနောက်တစ်သိန်း Mr. Beat ရဲကျော်သေးဆက်လုံးမယ်တော့ကြောသေးရတော့ Mr. Black တို့နဲ့တွေ့ထားတဲ့နေထားမှာစာ TV ထက်ဝင်လာတဲ့တစ်ဖက်မှာလည်းစာ TV ရှိမယ်တစ်ဖက်မှာ Mr. Beat ရှိမယ် Mr. Beat တင်းသားတွေကတော့ကိုမောင်းကိုလာလို့မရအောင်တော့ချက်ပိတ်ထားတယ်ပေါ့ခြေစောကနေဥဆောင်နေရဲ့ရဲကျော်သေးချက်ထောက်ထားတယ်ကိုယ့်ရဲ့ teammate ကိုမောင်းလူတာကိုအေးစစ်စစ်လူလို့ရအောင်အဆင်ပြေနေပဲကာကွယ်ထားရင်းနဲ့ပဲနေရာတန်း Mr. Beast 0နဲ့ရဲကျော်ထွေးနေရာသားဒီကွန်မောင်းတော့သူတို့အပိုင်ယူထားမယ်နဲ့ဘောရှိတယ်ခင်ဗျတစ်ဖက်မှာလည်း NHG ကတော့ဗင်းဆန်ကတော့ဒီတစ်ဖက်က SKN ကဟွန်ဆူကိုတော့အပြက်ဖြတ်ပေးလိုက်တဲ့နေထားမှာတော့တစ်ဖက်မှာလည်းဗဒဲရလည်းဖြစ်နေတယ်ပဲကျွန်တော်ဘယ်ကိုကြည့်ပေးရမလဲဆိုတော့
တိုမီဝါနာတစ်ချက်လှမ်းပစ်တယ်နေနှလုံးကျဲတယ်ဗျာချိန်နေကတော့တိတ်မလောက် NHG ဘင်းဆန်းတွေးနေငယ်ရိုးသွားအနေထားမှာ NHG ဘင်းဆန်းမယ်တစ်ချက်ဘာလုံးမလဲစောင့်ကြည့်ရမယ်လှမ်းထောက်တယ်လှမ်းထောက်နေနေထားမယ်အောက်မှာ space ထားနေပဲ red dot လေးနဲ့ပဲပုံမှန်တော့ red dot နဲ့ဆိုရင်တော့တည်ရမလားအကုန်လုံးဒီစကုတ်တွေကတော့သွားကောင်းနေရပေါ့ကျွန်တော်တို့ setting ပိုင်းမှာလည်းချိန်နေဆိုးလို့ပြောတဲ့အနေထားမှာဒီပွဲကတော့ကျွန်တော်ပြောနေတဲ့အတိုင်းပဲကျွန်တော်တင်ဆက်ထားတဲ့အတိုင်းပဲ SKN တင်းရ player တွေကတော့ဒီပွဲမှာတော့လုံးဝ power 5ဖြစ်နေတဲ့အနေထားမှာတင်းကေး total K point total K 9မှတ်နဲ့ elimination 9မှတ်နဲ့ဥဆောင်နေရပေါ့ဒီဘက်မှာလည်း NHG player တွေကတော့ထပ်မံပြန်ပြီးတော့ record ပြန်ကျလာတဲ့အနေထားမှာလုံးလုံးပြတ်သွားတော့တည်င်းနဲ့ပဲရှိအောင်ပဲဗျကျွန်တော်တို့9သင်းလုံး 4 man light ကျန်ရှိနေတဲ့အနေထားမှာဒီဘက်မှာလည်းဘာရှိမလဲဆိုတော့စာတီဗီမောင်အကျုပ်လေးဘာသွားလုံးမလဲကျုပ်လေးတစ်ချက်ကြည့်အောင်မယ်ကျုပ်လေးတို့ရဲ့အသင်းသားတွေကိုပေါ်လိုလိုက်တိုင်းနဲ့ပဲတို့တော့ကိုမောင်းလှတယ်မြဒီစာတီဗီကလည်း match 2မှာတော့winner chicken တင်လာအသင်းဖြစ်တဲ့လျောက်သူတို့ရဲ့လောက်ကွက်တွေရောနောက်ပွဲ winner တပွဲ winner ရရှိသွားမလားချက်စောင့်ကြည့်ရမယ်နေထားပါကျမလည်း Mr. Beat သူတို့ရဲ့အသင်းသားဟောင်းနေလို့ပဲပြောရမလားစာတီဗီနဲ့ Mr. Beat ချိန်တော့အသင်းသားဟောင်းနေလို့တော့ကျွန်တော်ကြားခဲ့တယ်ဗျာကျွန်တော်ဒီ Mr. Beat နဲ့စာတီဗီနှစ်သင်းလုံးကတော့ဒီကိုမောင်းတော့ပြိုင်လူကျင်နေတယ် Mr. Beat ကတော့ခုချိန်မှာဗတဲကတော့ကောင်းနေတယ်အဲ့ဒီပြောနေကြမှာတိုမီဝါနာတကယ်ကိုလက်ဆောင်ထက်နဲ့ပဲ SKN တကယ်ကိုလက်ဆောင်ထက်နေတယ်နေတာ SKN ကတော့တိုမီဝါနာလေးပဲဖြစ်ပါတယ် elimination K က 3K အထိရယူပေးထားတဲ့တိုမီဝါနာဘာဆက်လုပ်မလဲသူ့ရဲ့ကိုမောင်းကိုတက်လာဆိုတာတစ်ချက်သူတိနေတဲ့အနေထားပေါ့ချက်မှလည်းပြန်ထောက်ထားရင်းနဲ့ပဲသွားပြီသွားလို့မရအဲ့လိုမျိုးကွက်တွေသွားလို့မရဘူးဆိုပြီးတီးပေးလိုက်တယ်အဲ့မှာစာတီးပြီးတယောက်ကတော့နောက်ချခံထားတဲ့အနေထားမှာပဲတိုမီဝါနာဒီပွဲကတော့ on fire ဖြစ်နေတဲ့အနေထားမှာပဲရှိပါတယ်နော်ဟောတဲ့ NHG ဗတဲ့ဖြစ်နေနေမှာတက်ပတ်တီလာ join ကျင်တဲ့အနေထားလေးသူတို့မှလည်းမဝင်မရဲဖြစ်နေတဲ့အနေထားကလည်းရှေ့မှာ K elimination ပေးထားတယ်ဆိုတော့ကြတော့ဘုံ snake တွေကြားထားတယ်ဒါမှလည်းတစ်ချက်မှတော့ထိမသွားဘူးတိုမီဝါနာပဲဘာဆက်လုပ်မလဲဒီမှာ NHG 50ချိန်ကြီးတော့တစ်ချက်ချိုးနေတယ်ပေါ်ဒီကနေလည်းသူ့ရဲ့ teammate တွေကရှိနေတော့ဒီမှာကားတန်ကြားတယ်ကားတန်လေးကတော့ချားလို့တော့မဟုတ်ဘူး SKN အသင်းသားတွေကချီကိုရောက် SKN အသင်းသားချီကိုဦးတည်သွားနေ NHG Binsky နဲ့ NHG Nachalas K69 ပဲဖြစ်ပါတယ်အမေခေါ်လာလေးလွဲသွားရင်တော့အားလုံးတောင်းပါပါဒီလေးတော့နဲငယ်အိတ်ဆက်နေတယ်ပေါ့ဒါပေမဲ့လည်းတစ်ချက်ပြန်ကြည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်ခုနပွဲစတော့ပြောခဲ့တဲ့အတိုင်းပဲ mistake မှာတော့ဗတဲတွေကတော့တော်တော်ကျန်းနေရဆိုတဲ့အနေထားမှာ NHG SK ကတိုမီဝါနာကိုပြတ်ပေးနေတာဘုံးမှာဖောက်သွားတယ်ခင်ဗျာချိန်နေကတော့တကယ်ဟိုပဲတကယ်ဟိုချိန်နေမကောင်းလာဘူးဒီပွဲမှာတော့ကျွန်တော်တို့သူတီးကိုတီးနေထားနေပဲ SK ကတိုမီဝါနာပြောရင်တော့ NHG player နည်းနည်းထင်ထိသွားတယ်ပုံတော့ပေါက်တယ်တစ်ဖက်မှာလည်းပြန်ရှိုးရမယ်ဆိုလို့ရှိရင်တော့တိုမီဝါနာ record ခေါ်ပြန်ကျလာတယ်4 man light တော့မဟုတ်တော့ဘဲနဲ့ SKN ကတော့ဒီပွဲကတော့တော်တော်အခြေအနေကောင်းနေတယ်လို့ပြောရမလား elimination K point 9မှတ်နဲ့ Rich Obizan Funzu Tomi Wana Skillet အခြေအနေကောင်းတယ်ခင်ဗျာ3 man light တော့ကျန်ရှိနေသေးတယ် SKN တစ်ဖက်မှာလည်းဗတဲ့လှည့်ပြောင်းလေးကြားထဲမှာ Mr. Beat Mr. Beat ဘာထက်လောက်သွားမလဲ
Mr. B ကတော့ Mr. B က player တွေကတော့အကောင်မောင်းကတော့ share လုထားတယ်ခင်ဗျဒါပေမဲ့လည်းတစ်ဖက်မှာတော့ K point ကို elimination ရယူနေရတော့ NHG က player တွေနဲ့ဒီ SK က player တွေကတော့ဒီပွဲမှာတော့အများဆုံး K point ကိုတော့ရယူထားတဲ့အနေထားမှာတော့ကျွန်တော်တို့တစ်ချက်ပြန်ကြည့်ရမယ်မောင်ဆန်းကြီးဒီပွဲမှာတော့ခြေနေကောင်းနေရတော့တမူတခြားနေမှာ scale player မောင်ဆန်းကြီးမောင်တီဟ MTK Yohi MTK COE တို့ပဲဖြစ်ပါတယ်ခင်ဗျာခြေနေကတော့စိုးလို့ပဲပြောရမလားမိုး ground နဲ့တဖြည်းဖြည်းနဲ့ပတဲတဲ့ကိုဇုံထဲကိုတဖြည်းဖြည်းတိုးပြီးတော့ဝင်ရောက်လို့လာတော့အဲ့တော့404ပဲဖြစ်တယ်ခင်ဗျာအဲ့တော့404အသင်းသားတွေကတော့ဖက်မှာပတဲတွေဖြစ်နေတဲ့အနေထားမှာဆိုရင်တော့ဒီသူတို့ရဲ့ပတဲကိုမောင်းဥထားပုံလေးနဲ့ဒီပတဲတဲ့ကိုဇုံတိုးတာလေးရလဲလှနေတယ်ဖက်မှာလည်းကြည့်ရမယ်ဆိုလို့ရှိရင်တော့အသင်းသားမှာတော့အဲ့တော့404ကတော့ဇုံထဲကိုဝင်ဖို့အနေငယ်လိုအပ်အောင်မယ်အဲထဲမှာဇုံထဲမှာကြန့်ရှိနေမဲ့တင်းနေရတော့စာတီဗီပြီးတော့တစ်ဖက်မှာ Mr. B NHG တွေပဲတိုးလာတဲ့မှာ SK ကနေကြန့်ရှိအောင်မယ်အသင်းနေရတော့ elimination တွေဖြစ်သွားတဲ့နောက်၄သင်းပေါ့၅သင်းပေါ့၅သင်းကြန့်ရှိပါအောင်မယ်ဥသာ elimination ဖြစ်သွားတာတော့ icon တင်း icon က player ကြီးပဲဖြစ်ပါတယ်နော်တင်း icon ကတော့match 3ရောက်တဲ့အနေအထားမှာသူတို့အနေနဲ့ K point တွေထပ်မံရှာဖွေဖို့တော့လိုအောင်မယ်ခင်ဗျနောက်နေ့ day 3 day 4 day 2 day 2 day 3 day 4တွေမှာလည်းကျွန်တော်ထပ်ပြီးတော့ K elimination တွေရရှိမှာပဲအစဉ်ပြေမဲ့အနေအထားမှာတော့ကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ဒီမှာတော့ Air 404မောင်အောင်ကြီးပဲဒီနေ့လေးရတော့မစိုးလို့ပြောရမယ်အဲ့ဒီချိန်မှာ NHG Binsky တစ်ချက်သွားထောက်ကြည့်လိုက်မယ်ဒီလေးရတော့ဖြစ်နေပြီဆိုတော့အဲ့ဒီချိန်မှာပဲတစ်ချက်တွေ့သွားရင်လည်းပဲ NHG Binsky ကတော့မောင်ရဲကျော်ထေး Mr. B က player လေးကိုတစ်ချက်နောက်ထားရင်းနဲ့ပဲ NHG Binsky ပြန်ကြတဲ့ NHG နဲ့ Mr. B နဲ့ဒဲတိုးနေတယ်ကိုမောင်းလူကျင်တဲ့အနေထားမှာတော့ရှိတယ်ခင်ဗျတစ်ဖက်မှာလည်း NHG Binsky ပြန်ကြရင်းနဲ့ပဲ Mr. B က player လေးရတော့ elimination ချခံလိုက်ရပြီပဲဖြစ်ပါတယ်ခြေနေရတော့တိတ်တော့မလာဘူးပေါ့ဒါပေမဲ့တစ်ဖက်မှာလည်းပြန်ကြည့်ရမယ်ဆိုရင်တော့လုံးလုံးကျသွားတဲ့အနေထားမှာတော့မဟုတ်ဘူးဆိုပေမဲ့ပဲပြောနေရင်တန်းလန်းရနေပဲ NHG Mr. B elimination ဖြစ်သွားရင်လည်းပဲတင်း၄တင်းပဲကြန့်ရှိတော့ပါတယ်ခင်ဗျာဖက်မှာ NHG 4man light ကြန့်ရှိနေနေမယ်ဒီကိုဆွဲနေတဲ့ကိုင်းနဲ့ပဲ physics ပါဆက်လုံးမလဲဆိုcontrol လောက်ထားနေတာမှာ low ground high ground တစ်ချက်သူ့မှာဖေးနေတယ်ဖက်မှာလည်း Mr. Black elimination gate ရတော့တော်တော်ကြာနေတယ်ခင်ဗျချိန်တွေကမကောင်းတဲ့တင်းကတော့ဒီဘက်မှာတော့ Air 404ရတော့နည်းနည်း error လေးတော့တက်နေတယ်သူတို့ရဲ့အတင်းရဲ့ဆောင်ပုတ်ပုံစံမျိုးပဲAir 404လေးကတော့နည်းငယ်အတင်းရတော့ error လေးတော့သွားတက်နေတဲ့အနေထားမှာ scale player တယောက်တည်းနဲ့ပဲဘာဆက်လုပ်သွားမလဲလိုအပ်နေတဲ့ K point တွေကိုပဲထပ်မံရှာမလားဆိုတော့တစ်ဖက်မှာ NHG K match တစ် match ထပ်မံပေါင်းထည့်လို့သွားခဲ့ပြီဖြစ်ပါလေကျွန်တော်ပြောနေကြတဲ့ K elimination တွေကတော်တော်ကြီးကိုများနေတဲ့အနေထားမှာပဲဒီဘက်မှာ Air 404တစ်ချက်ပြန်ထောက်ထားတယ် risk code လေးနဲ့ပဲ spray ရင်တော့နည်းနည်းတော့အနေများမယ်ဗျဖက်မှာအဲ့တော့404 scale player လေးကို knockout ချပေးလိုက်တာတော့မောင် H မောင်ကြက်ဥလေးပဲဖြစ်ပါတယ်မောင်ကြက်ဥလေးစာတီဗီကတော့ဒီပွဲလဲစာတီဗီပါပဲဆရာကြီးတွေဆိုတော့ဆရာကြီးတွေပါပဲအချက်ပြန်ထောက်ရမယ်ဆိုတော့ energy ကတော့ 4man light ဒီပွဲကြန့်ရှိနေတဲ့အနေထားမှာ energy 4man light ပြီးတော့ SKN လေးတွေကြန့်ရှိမှာ Mr. V ကတော့ elimination ဖြစ်သွားပြီဆိုတော့ energy player လေး physics ကားနဲ့ပဲဒိုးလာတဲ့အနေထားမှာဘာဆက်လုပ်သွားမလဲမောင်ကျက်ဥလေးချက်ပြင်းပြနေတဲ့ထားမှာ 1vs1
နေချမှာပဲ NHG Fizzy မောင်ကျုပ်ကိုတော့ elimination ပေးထားရင်းနဲ့ပဲ one match ပေါင်းထည့်လို့နေထားမှာပဲ NHG Mr. လက်ကိုတော့ချက်ပြန်ကြည့်နေတဲ့နေထားမှာလည်း one match ထပ်မံပေါင်းထည့်လို့သွားပြီဖြစ်ပါတယ် K point လေးကတော့ NHG ကတော့တော်တော်များနေအနေထားမှာပဲအစင်မပြေတော့ပဲနဲ့ပဲနောက်ဆုံးတော့လေ SKN ကတော့ elimination ပြစ်ဆုံးသွားရင်းနဲ့ပဲကျွန်တော်တို့ရဲ့နောက်ဆုံးကြံရှိနေတဲ့ double winner chicken winner chicken dinner double winner လေးကတော့ NHG ပဲရရှိလို့သွားရင်းနဲ့ပဲ mastery ပွဲစဉ် limit ပြီးဆုံးလို့သွားခဲ့ပြီဖြစ်ပါတယ် elimination K point 10 match 13 match 14 match ထိကိုရရှိသွားရင်းနဲ့ပဲ match point နဲ့ဆိုရင်တော့မှတ်20တိတိကိုရရှိလို့သွားခဲ့ပြီဖြစ်ပါတယ်ဆိုရင်းနဲ့ပဲနောက်ဆုံး D1 နောက်ဆုံးပိတ်ပွဲစဉ်လေးရှမ်းဟောက်လေးရဆိုရင်တော့ဒီပွဲပြီးရနဲ့ပြန်နေလာပါဦးမယ်ခင်ဗျာအားလုံးပဲစောင့်မျှော်ပေးကြပါဦး